တိုင်းရင်းသားတွေကရိုးသားတယ်ဘဝမှာအဲ့ထက်ကြီးတဲ့အကောင်းတာမရှိဘူးတိုင်းရင်းသားလက်နက်ကင်ကောင်းကြီးပိုင်းတွေကကောက်ကြည့်ချက်ကမအားလာနဲ့ညီကိုတွေပါပဲတော်လန်ရေးအကြောင်းပြပြီးဗမာမုံတီးတွေဝါဒဖြန့်လုပ်နေတာအဲ့ဒါတော့အမှန်ပဲเนาะဒီအေးထွန်းမြတ်နိုင်ကိုယ်တိုင်ကဒါအဲ့လိုမျိုးပြောတာပေါ့နော်ဒီဗမာမုံတီးတွေဝါဒဖြန့်နေတေချာစဉ်းစားကြည့်မယ်ဆိုရင်เนาะအရေးဆိုးတွေကနောက်ကနေပြီးမှအရေးမိုးနဲ့တောင်ဘက်မြောက်ဘက်ရှောက်ပြောเนาะမြန်မာနိုင်ငံဆင်းရဲတဲ့နေရာမှာဒီတရားခံတွေကအာနာရှင်တစုတဲနဲ့ပြောလို့တော့မရဘူးတိုင်းသားတွေကြောင့်လည်းမှန်တယ်တိုင်းသားလက်နက်ကင်တွေကဒါသူတို့လက်နက်ရဖို့ဆိုပိုက်ဆံလို့တော့ဘာလုပ်လဲဆိုဘိန်းဆိုင်ရတယ်ကွာဒါလျှောက်ပြောတာမဟုတ်ကိုယ်တိုင်ကိုဘိန်းနဲ့ကိုရောက်လာတယ်နော်သဘောပေါက်လားမင်းရှမ်းပြည်တွေကချင်ပြည်တွေကရင်ပြည်နေနော်အကုန်လုံးသဘောပေါက်လားမင်းဘုံခံညင်းမမကြိုးတာနဲ့တာမန်အရသားတောင်တည်တယ်တိုင်းရသားတာမန်အရသားတောင်တည်ဗမာတွေမောင်းလို့ဗမာတွေဖင်တက်ချနေလို့မုံတာလားကဲမဟုတ်ဘူးလားဒီလိုပိုင်းမှာတိုင်းသားတွေကိုမုံခံပြီးအမြင်မှန်ရအောင်ပြောပြချင်တာပါတခြားမဟုတ်ပါဘူးနော်ငါလျှောက်ပြောနေမဟုတ်ဘူးငါတို့နော်ဟိုမဟုတ်တာကြံဖန်ပြီးတော့ရှောက်မပြောဘူးသဘောပေါက်လားမသိဘူးเนาะအမှန်တရားပဲမဲအဲ့လိုမျိုးကွာနံပါတ်1ချက်ခုငါကရင်မဲ့ဖြစ်ဖြစ်เนาะဟုတ်ပြီเนาะဟိုကချင်မဲ့ဖြစ်ဖြစ်ရခိုင်မဲ့ဖြစ်ဖြစ်ဟုတ်ပြီเนาะငါလက်နက်ကင်မဲ့ငါခေါင်းဆောင်လုပ်မယ်ဆိုလို့ရှိရင်ငါမှဘတ်ဂျက်လိုတယ်ပိုက်ဆံလိုတယ်ကွာရှင်းရှင်းလေးပြောအဲ့တော့ငါကချင်ဆိုလို့ရှိရင်လေဟုတ်ပြီကြောက်တွေရမလားတစ်တွေရမလားเนาะဟိုရေအောက်မြေအောက်ကအကုန်ထွက်တယ်မြတ်တမ်းမွေးရအတာဟုတ်လားဟိုအကုန်လုံးเนาะအကုန်လုံးအဲ့လိုမျိုးဟာတွေကိုနော်လောက်ရမယ်အဲ့ဒါနဲ့လည်းမလုံမလောက်နိုင်ဘူးဒါလက်နက်ဆိုတာဈေးလုံးဝကြည့်ရပေါ့နော်အဲ့တော့ဘာလို့ဘိန်းဆိုင်ရတယ်ဘိန်းဆိုင်တော့ဘာလို့ဆိုရင်မြန်မာပြည်မှာတိုင်းရင်းသားတွေကပို့ပြီးဘူးရစီချတယ်သဘောပေါက်လားအဲ့ဒီကနေအထက်ကိုဖြန့်ပြူးတယ်နော်ရန်ကုန်မန္တလေးကိုဖြန့်တယ်အဓိကအချက်ကတော့ဒါဟိုအစိုးဆုံးကတော့မြဝတီရဲ့နော်အဲ့လုပ်ငန်းနဲ့နောက်ဆုံးဒီမူဆန်နမ်ခန့်နေဒီဘက်ကနေပြီးတော့ဆက်လာပြီးဒီဘက်ပြင်ဦးလွင်အဲ့ဒီကနေမန္တလေးအဲ့ဒီကနေအထက်ရန်ကုန်ထိတက်တာပေါ့နော်ရန်ကုန်မှာဆိုရင်နောက်ပြည်ဆုံးလောက်တာဘယ်သူတွေတောင်းဆိုအမှုပညာမအေးလိုမျိုးတွေနော်ဒီကောင်တွေကြည့်လိုက်မယ်ဘိန်းသားတွေကြီးပဲဘိန်းမှုတွေနဲ့ကြီးပဲမယ်အထောင်ထွက်လာတဲ့ကောင်သားတွေအများနဲ့အမြင်ပဲသူတို့ကိုယ်တိုင်လူငယ်တွေပြည့်စည်ကုန်အောင်နော်ကြောင်းတက်တယ်လူငယ်တွေတော့တဘာဝပဲတိမှမဟုတ်ဘူးလေဒါနော်ဟိုဆေးလိုက်တော့မယ်ကုန်းသွားမယ်နောက်ပိတ်ဆုံးဟိုကောင်စေးချဒီကောင်လူတော့တဲ့ရောက်လဲအဲ့အရာတွေဘယ်ကလာဆိုသိကြတာကတိုင်းသားပြည်နယ်တွေကဆင်းသက်လာတာဘိန်းပြန်ရန်ကုန်မှာလည်းစိုက်လို့မရဘူးမန္တလေးမှာလည်းစိုက်လို့မရဘူးဘယ်မှစိုက်လို့မရဘူးဒီကကျွန်တော်မင်းအောင်နိုင်ကြိုက်လို့ပြောနေတာတော့မဟုတ်ဘူးပြောပြရပြမင်းမန္တလေးရန်ကုန်မှာဘိန်းကင်းရှင်ကလက်ညှိုးထိုးပြတာဟုတ်ပြီနော်ငါမအောက်တာမပြောငါပြောတဲ့ဟာတွေကတဘာဝကြက်လက်တွေ့ကြက်ပဲပြောနေတာလူတမင်းစားတဲ့လူဆိုရင်တော့သိအောင်နားလည်အောင်ပြောပြမှာနော်အဲ့လိုဆိုင်နဲ့ငွေစားရတယ်ကွာအဲ့ဒီကနေနောက်တစ်ဆင့်အစိုးဆုံးတော့လူမျိုးဖြုံတီးလောက်ရတော့တာပဲငါကချင်တယောက်နေတယ်နော်ငါကချင်ယောက်ျားတွေကိုငါဆွဲရတယ်နော်အဲ့တော့စစ်တိုက်ခိုင်းတယ်ဒါတော့အတူတူပါပဲခုမင်းအောင်နိုင်လိုမျိုးပေါ့ကွာစက်မှုတောင်ဦးလေးတွေထုတ်ပြီးတော့ခေါင်းဆောင်တွေကတော့အေးဆေးပဲအောက်ကလူတွေတော့မင်းထိုးကြွေခံနေအသေးခံနေရတာပဲအကုန်လုံးဒီတိုင်းပါပဲနော်ဆိုတော့ကရင်ဆိုလဲဒီတိုင်းပဲအေးဆိုလဲဒီတိုင်းပဲနော်တိုက်ဖို့ဆိုတော်လိုင်းနောက်ဆုံးမှပါဝင်လာတယ်နော်ပါဝင်လာပြီခုလိုမျိုးကြာအရင်မှမင်းတော်လိုင်းလောက်ပဲစကားမှမသိနိုင်ဘူးပဲတိုင်းသားမှမသိနိုင်ဘူးနော်ဟိုဒါကြောင့်မလို့အဲ့ဒီကနေနောက်ပိုင်းမှာဆိုရင်ခုကြည့်အရင်နားတွေခါနေအောင်ကြားပါတယ်အရင်ဆိုရင်မင်းခုဗမာမျိုးဗမာနဲ့ရခိုင်နဲ့ကြားလိုက်ဗမာနဲ့ကရင်နဲ့ပြဗမာနဲ့စုံနဲ့ဗမာမှာခုမှတာအမြင်ကျဲလို့နည်းနည်းတက်တာလာတယ်မှဘယ်လိုအမြင်ကျဲလာလဲဆိုလို့ရှိရင်တချို့တိုင်းရင်းသားတွေလက်တွေ့ကြဗမာတွေနဲ့ပူပေါင်းလာတာဖြစ်လာတာသူတို့အရင်တော့သူတို့ရဲ့ဒါလက်နက်ကကောင်းကောင်းနဲ့ဝါဒဖြန့်ထားတာငါတို့ပြည်နယ်လွတ်မြောက်အောင်မယ်ဆိုတဲ့ဝါဒဖြန့်ပြီးတော့နော်မင်းတို့ဒီကောင်နဲ့တော်လန်းမယ်ဆိုကောင်နဲ့ပုံမသိပါမသိနဲ့တောငတ်တော့ချက်တွေတနေ့စစ်ပညာသင်ပြီးလက်နက်ထိုးချတိုက်ခိုင်းတယ်နော်ဆိုတော့ဒါလည်းကျွန်တော်အမှန်တမ်းပြောနေတယ်နော်ကျွန်တော်ဒီလိုပြောလို့ပေါ်မှလည်းမဟုတ်ဘူးအာနာရှင်လုံးဝမကြိုက်ဘူးဟုတ်ပြီနော်ဘယ်လိုမှဘယ်အာနာရှင်မှကိုကျွန်တော်မကြိုက်ဘူးကဘာမှအောင်နော်ဒါပြရဝေးချမ်းပြီးရှောက်မပြောဆိုတော့ဟိုအဲ့လိုမျိုးတွေလှုပ်ဆောင်လာတဲ့မအေးချမ်းတော့မကောင်းတော့ဘူးကွာမတည်ငြိမ်တော့ဘူးကွာနော်ဟိုပမာရင်းနဲ့အာရန်တွေဖြစ် line တွေပေါ့ရှုပ်တဲ့တွေခံတယ်အဲ့လိုမျိုးနောက်ပိတ်ဆုံးဖြစ်လာတော့ဒါဟိုကောင်းတာတော့အာနာရှင်တွေရောဘယ်သူမှမကောင်းဘူးအတူတူပါပဲပြောမယ်ဆိုရင်နော်တကယ်အတူတူပါပဲအဲ့တော့တိုင်းသားတွေကနော်ဟိုအဲ့လိုမျိုးကောင်းလက်နက်ကင်ကောင်းဆောင်နဲ့ကြာဘူးနာဝါစကားတွေနဲ့ဗမာတွေမြင်ကိုသူတို့ကလူတယောက်ကိုပြောမယ်ဆိုရင်ခုတွေ့လိုက်တယ်ကွာကိုရှိမှာအမေကဘာလူမျိုးလဲငါဗမာလူမျိုးမင်းကဘာလူမျိုးရခိုင်လူမျိုးကရင်လူမျိုးချင်းလူမျိုးစသဖြင့်အကုန်လုံးကင်းကမ်းမှာဗမာရခိုင်ရှမ်းပေါ့ကွာအဲ့လိုမျိုးဆိုရင်လူသူလည်းမသိဘူးကွာလူကအော်တိုကိုမုန်းနေတာအဲ့အရာလူစောင်းရမ်းအသိဉာဏ်နဲ့တဲ့အလုပ်နော်ဘာမှမဆိုင်သဘောပေါက်လားမသိအဲ့တော့ကြာမသိချင်တဲ့မဟုတ်ဘူးနောက်ဆုံးပို့တွေ့ဗမာနဲ့ပေါင်းကြည့်လိုက်မှကောင်းတယ်ဆိုတာဒီခုလက်နက်ကရင်တွေခုဆိုရင်အကုန်လုံးက PDF တွေကဒါနိုင်ငံတောင်းမှာဒါတိုင်းသားတွေနဲ့ပူပြီးတိုက်တယ်အဲ့လိုမျိုးပူပြီးတိုက်တော့ဒါဗမာတွေရဲ့စိတ်ဓာတ်ကောင်းကောင်းသိလာဟုတ်တယ်မလားဗမာတွေကလည်းတိုင်းသားတွေရဲ့စိတ်ဓာတ်သိလာတကယ်တော့အတူတူပါပဲကျွန်တော်တို့နိုင်ငံကပြောမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးအောက်ပေါ်မလာတဲ့ကောင်းဆောင်တွေကြောင့်မလို့ခုလိုမျိုးတယောက်နဲ့တယောက်မုန်းပွားနေတကယ်တော့ဘာမှမဟုတ်ဘူးကွာလူလာပြက်တယ်ကျွန်တော်ပြောရိုးလေးပဲပြောလိုက်မယ်ကချင်အမွေကချင်ဖြစ်မယ်ချင်းအမွေချင်းဖြစ်မယ်ရခိုင်အမွေရခိုင်ဖြစ်မယ်ဗမာအမွေဗမာဖြစ်မယ်ဘာမှမုန်းနေချောင်းပြောကျွန်တော်တို့ပို့ပြည်နေတာမုန်းဘူးပြောကျွန်တော်ဆိုရင်တရုတ်လည်းမမုန်းဘူးကလားလည်းမမုန်းဘူးအမေရိကန်လည်းမမုန်းဘူးရုရှားလည်းမမုန်းတယ်အတူတူလူတွေလည်းမဟုတ်လားဘာတော့မုန်းအဲ့ဒါကိုတယောက်တည်းမမုန်းအောင်အဲ့လိုမျိုးရှောက်လို့အာနာရှင်တို့ကလည်းတိုင်းရင်းသားတွေဆိုမုန်းအောင်မယ်ဆိုတပုံနေဆိုပြီးမှညွှန်ပြီးတော့အဲ့တော့ကျွန်တော်ပိတ်ဆုံးတိုင်းရင်းသားတွေဆိုဗမာတွေအထင်သေးတယ်ဒီကောင်တွေကတောချက်တောငတ်တွေအမြင်မကျဲဘူးဘိန်းစားတွေမူရရသားတွေနောက်ပိတ်ဆုံး
သူကတချို့ဒီမင်း online လို့အာနာရှင်နဲ့မကောင်းမြန်တော့လေသူတို့ကလည်းတိုင်းသားတွေစိုက်တဲ့ဘိန်းတွေကိုထပ်ပြီးတော့မိတယ်ကွာဖမ်းမိတယ်တော့အဲ့တော့ပိုက်ဆံရရင်လွတ်ပေးလိုက်တဲ့ဂိတ်တန်းနေအဲ့လိုမျိုးတွေပြောလို့လဲဒါဇော်ဘုန်းကြီးတို့ဘာလို့ဆိုဖမ်းတာပဲတွေ့ပါလားဟိုဘာတွေတောင်းတယ်အဲ့တော့အာနာရှင်တွေကတော့ဘယ်ကောင်းမှတော့မကောင်းတာတော့အမှန်ပဲနော်အမှန်တကယ်ဆိုဒါမင်း online နေနဲ့ပေါ့နော်မင်း online နေနဲ့ဆိုရင်လည်းဘာလို့မှလဲဆိုရင်ဟိုလုံးဝစစ်တပ်ကနော်ဒီနိုင်ငံရေးတဲ့ဆွတ်ပတ်တဲ့အကြောင်းစီကိုစစ်တပ်ကြီးတိုးတောင်းလို့ရမယ်နိုင်ငံထဲမှာလက်နက်ကင်နေရှင်အပြုတ်တိုင်းနိုင်ရမယ်နော်ဝါအရင်တိုင်မှာမထားပြင်ဘူးအဲ့တော့じゃခုဝါကိုထားပေးထားတယ်ပေါ့ဝါကိုထားပေးတာတော့တချို့တော့ဟိုလူတွေကလည်းနော်ဘယ်လိုဖြစ်လဲဆိုတော့သူတို့လည်းဝါကိုအားကြပြီးပြည်နယ်လွတ်လပ်ခြင်းနဲ့ပါခြင်းနဲ့ဆိုရင်ကြုံဝါအဲ့ဒီအစားတာပြဿနာဘာမှမဟုတ်ဒီဝါနဲ့ကိစ္စပဲပြီးအကျယ်တုံးချိန်နောက်ဗီဒီယိုမှာပြောပြကြမှာလေနော်ဒီမှာတော့ထည့်မပြောတော့ဆိုတော့အဲ့လိုမျိုးပေါ့နော်တိုင်းသားလက်နက်ကဗမာလူမျိုးကြီးဝါဒတွေဘာတွေရှောက်ပြီးတကယ်တမ်းလူမျိုးကြီးဝါဒဒီတိုင်းသားတွေအမေလူမျိုးပဲချသလားမမင်းနဲ့နော်သူတို့တကယ်အသိဉာဏ်နဲ့တကဘာအသိဉာဏ်လူအားတွေတကယ်ကောင်းတယ်နော်ဒါကြောင့်မို့လို့လူဆိုလူလိုပဲမြန်သူပါလို့ဟိုလူအမွင့်ဟိုလူမျိုးဒီလူအမွင့်ဒီလူမျိုးဆိုကောင်းတယ်မှသိဖို့လိုတယ်ဟုတ်ပြီနော်အဲ့လိုသူများချဲ့လဲတာမခံသေးခြင်းဘူးပေါ့နော်ဘာလို့မှလဲမဟုတ်ဘူးလားစဉ်းစားချင်းဒါကြောင့်မို့လို့အဲ့စကားတွေကြံခဲ့ပြီးဒီဗီဒီယိုဖိုင်မှာအပြပြောလိုက်မယ်ဒီကောင်ချုံနေတယ်နော်နောက်တော့ကဘယ်တော့မှလူဝေးဝါတာဆိုဗမာတွေမဟုတ်တိုင်းသားတွေအဲ့မှတ်တာလည်းဟုတ်ပြီနော်တကယ်ကောင်းသားမျိုးတွေနော်သူတို့ဘယ်လောက်လူမျိုးဝါတာဆိုဘယ်လောက်အသက်တွေပဲလူမျိုးကြီးဝါတာလောက်ပြီးငါတယောက်တည်းအုပ်ချုပ်ဖို့လုပ်မယ်ပေးဝက်ပြေးနေကျွန်တော်ဗီဒီယိုဖိုင်နဲ့ထည့်ပြောသိအောင်နော်ခုလူတွေဒီတိုင်းမှမပြောသေးတာတကယ်တမ်းသူတို့ပြည်နယ်ခုအေးတို့ဘာလို့ကြည့်ပါလဲနည်းနည်းပါမျိုးတွေပါသိနိုင်ပြီးတော့ဖန်ကောင်းရလာပြီနိုင်ငံထီထောင်မယ်တဲ့ဘာလုပ်နေတယ်မန်ဒါမျိုးနေထားလူတွေတကယ်ကောင်းသားမျိုးတွေတော်တော်အောင်မှတော်လန်ရနော်အကောင်လုံးဒီတိုင်းမှာတချို့ရလည်းမှိန်နေတဲ့ကြားပြန်တွေပါတိုင်းသားလက်နက်ကိုင်တွေကြောင့်ပေါ်လာတာမြန်မာမှာပိန်းတွေကြားပြန်တွေလူကုန်ကူးတွေဆိုတာဗမာလောက်တာမဟုတ်ဘူးတိုင်းသားတွေလောက်တာအပြည်နယ်တွေနယ်သက်တွေတိုင်းသားပြည်နယ်တွေဖြစ်တယ်အဲ့အောင်မင်းတို့နားလေရလားအဲ့အောင်သဘောပေါက်ဖို့လိုတယ်အဲ့တိုင်းသားလက်နက်ကိုင်ကောင်းဆောင်တွေဖွင့်မပြချက်မရပဲမူရစီလည်းလုပ်လို့မရဘူးလူကုန်ကူးမှုလည်းလုပ်လို့မရဘူးကြားပြန်လည်းလုပ်လို့မရဘူးဆိုတော့မင်းတို့ကောင်းတဲ့သဘောပေါက်ဖို့လိုအပ်ပြီဟုတ်ပြီနော်ဒါဒီလောက်ပဲပြောပြမယ်ဒီဗီဒီယိုဖိုင်မှာနော်စဉ်းစားနော်